ကျွန်တော်ပြန်လည်မွေးဖွားလာတဲ့ပထမဆုံးစက္ကန့်မှာတင်နာကျင်မှုကိုအန်တူပြီးကျွန်တော်ရဲ့လက်နက်ဖက်လုံးကိုဆာလက်ဖြူရဲ့အက်ဆစ်ပုံနဲ့နှိပ်ချလိုက်တယ်။လက်ချောင်းစေချောင်းလုံးကလက်ပွေတွေကိုအပိတိုင်ဖျက်ဆီးပစ်လိုက်တာပါ။ဘာကြောင့်လဲဆိုတော့အရင်ဘဝတုန်းကကျွန်တော်ရဲ့မွေးစားညီဟာလူသက်မှုတစ်ခုကျူးလွန်ခဲ့ပြီးကျွန်တော်ရဲ့လက်ပွေတွေကိုအခင်းဖြစ်နေရမှာထားခဲ့ကကျွန်တော်ကိုအပြစ်မဲ့အစားထိုးခံဖြစ်အောင်လုပ်ခဲ့လို့ပါပဲ။အဆိုးဆုံးကတော့ကျွန်တော်ရဲ့မိဘအရင်တွေကကျွန်တော်အတွက်တရားမျှတမှုရှာမပေးတဲ့အပြင်သူ့အတွက်တက်တည်အတူတူအောင်လုပ်ပေးခဲ့ကြတယ်။ကျွန်တော်ကိုလူသက်သမားလို့လူသိရှင်ကြားဆွဆွဲပြီးတော့ online မှာဝိုင်းဝန်းတိုက်ခိုက်ဖို့သူတို့ကပဲဥဆောင်ခဲ့ကြတာကျွန်တော်ကိုတည်တံပေးတဲ့နေ့မှာတော့သူတို့ဟာအဲ့ဒီမွေးစားညီကိုကျွန်းတော်ကျွန်းစီခေါ်သွားပြီးတော့ဖေကွန်သွားပြီးဆိုတာကိုပျော်ပွဲစားအောင်ပွဲခံခဲ့ကြတယ်အခုကျွန်တော်မျက်လုံးပြပွင့်လာတဲ့အချိန်မှာတော့မွေးစားညီလူမတက်ခင်တိတိကျကျတနားရီအလိုကိုပြင်ရောက်နေခဲ့ပြီဒီတဲ့ချိန်မှာတော့သူတို့တက်တဲ့အတူလုပ်ဖို့ဘာလက်ပေးမှဂျမနီစီရဘူးကျွန်တော်ကဘာပေါ်မှာလူအစီကားဆုံးရှင်ပြအလဲမှာရက်လိုက်တယ်လူတွေရဲ့လာမြောင်တရော်တဲ့အကြည့်ရချားရဲမှာပဲကျွန်တော်အဝယ်စားတွေကိုတစ်ခုချင်းစီချွတ်ပလိုက်တယ်။အေးခင်းနေရဲ့စားရာတီကြီးမှာကျွန်တော်ကိုလုံးတီနီးပါးနဲ့ကပြခဲ့တယ်။ကင်မရာပေါင်းများစွာကကျွန်တော်စီအောင်ရောက်လာပြီးတော့ live တွင်ခန်းထဲမှာကြည့်ရှုသူတန်းကျော်သွားခဲ့တယ်။ဟေးလူတို့ဒီကအပီမှာကျွန်တော်ဆာလက်ဖြူရဲ့အဆစ်နဲ့လက်ဆေးပြမလို့ follow လုပ်ထားကြအောင်နော်လို့ကျွန်တော်ပြောလိုက်တဲ့အခါမှာ live ထဲမှာဒီကောင်ယူနေတာလားနာမည်ကြီးချင်တာလဲအတန်အသိရှိအောင်ဆိုတဲ့ comment တွေတရဟောတလာတော့တယ်။ကျွန်တော်ကလို့အပီမှာလုံချုံရေးတွေကကျွန်တော်ကိုမောင်းထုတ်ဖို့ရောက်လာတယ်။မင်းမသွားရင်ရဲစခန်းကိုဖန်ခေါ်သွားမယ်လို့သူတို့ကချင်းချောက်တယ်ကျွန်တော်ပြုံးပြီးတော့ကျွန်တော်ရဲ့ ID ကတ်ကိုသူတို့လက်ထဲထိုးပေးလိုက်တယ်ကျွန်တော်နာမည်ကကျိုးရီနန်းကျိုးလူငန်းစုဥက္ကဋ္ဌကျိုးကြနုကကျွန်တော်ရဲ့အဖေဘေလီကချီတဲ့ချင်းနန်းကကျွန်တော်ရဲ့အမေချင်းတူတက်ကတ်တို့ရဲ့အကုန်လုံးကသဘောကျကြတဲ့ကျိုးရှုချီကကျွန်တော်ရဲ့ညီရဲခေါ်ချင်းရင်အာမနာရန်ခေါ်လိုက်ပါလို့ပြောလိုက်တယ်ပြောဆိုနဲ့ချီရင်မှာပြင်ဆင်ထားတဲ့အဆက်ပလင်ကိုဖွင့်လိုက်တယ်။လုံခြုံရေးကကြောက်လန့်တဲ့ကြားနဲ့မင်းမလုံးမလို့လဲကိုနာကျင်အောင်လုပ်ရင်ထောင်ချနိုင်တယ်လို့တားပေမဲ့ကျွန်တော်ကယူမဆိုင်ဘူး။အဆက်တီကိုတောင်းချပြီးတော့လက်နက်ဖက်လုံးကိုအထက်ထည့်ပစ်လိုက်တယ်။အသားတွေလောင်ကျွမ်းပြီးတော့အသားခင်တဲ့အနိုင်မှုထွက်လာတယ်။နာကျင်လို့ချွေးစည်းတွေပြန်လာပေမဲ့ရင်ထဲကဂလက်စားချီလို့စိတ်ကကျွန်တော်ကိုတောင်းခံထားစီခဲ့တယ်။ကျွန်တော်ကင်မရာရှိကိုတွေ့တန်ရေးရဲနဲ့လက်တွေမြောက်ပြပြီးတော့အကြိတ်ပြလိုက်တယ်။လူတိုင်းတရားကြည့်ထားကြပါဇန်နဝါရီ2ရက်ညနေ9:00နာရီခွဲနောက်ပိုင်းကစပြီးတော့ကျွန်တော်မှလက်ဝင်မရှိတော့ဘူးအရင်ဘဝကဒီအချိန်ထက်တနားရီနောက်ကျတဲ့အခါမှာကျိုးရှုချီကတောင်သားတစ်ယောက်ကိုခေါင်းမိုးပေါ်ကနေတွန်းချသက်ဖြတ်ခဲ့တယ်ပြီးတော့ကျွန်တော်လက်ဝေပါတဲ့လက်အိတ်ကိုတုံးပြီးတော့တက်တည်ဖြတ်ခဲ့တယ်။ဒါပေမဲ့အခုတော့ကျွန်တော်ကတစ်ကမ္ဘာလုံးရှိမှပြဆက်တစ်ခုကပြပြီးတော့ကျွန်တော်ရဲ့လက်တွေကိုဖျက်ဆီးပစ်လိုက်ပြီ။သူဘလို့မှတက်တည်အတူတူလို့မရတော့ဘူး။ခဏအကြာမှာရေးစခန့်ရဲ့စစ်စေးရေးအခန်းထဲမှာကျွန်တော်စပင်ကိုဆွဲပြီးမြေပြင်ပေါ်ဆွဲချလိုက်တဲ့လက်တစုံဖြတ်ခနဲ့ပါရိုက်တန်နဲ့ဆက်ထွက်လာတယ်။အတော့မကြရဲ့အမိုက်ကအခုအင်တာနက်မှာမင်းသတင်းနေကြီးပဲမိသားစုတိတ်ခါကိုအကုန်ဖျက်ဆီးပစ်ပြီလို့ကျွန်တော်အဖေအရင်ကအဟိဆဲဆိုတယ်ကျွန်တော်အမေကလည်းမင်းကြောင့်သာရှုချီတဲ့တကူဖြင့်မင်းနဲ့ငါသားအမိဖြစ်ကနေအပိရအဆက်အသွယ်ဖြုတ်ရမယ်လို့စိပြက်တကြားပြောတယ်ငငယ်ကလေးကရှုချီနဲ့ကစားစရာလူမိတာနဲ့ကျွန်တော်ကိုမြေရောက်ခန်းနဲ့ပိတ်လောင်ထားပြီးတော့အရိုက်ခံခဲ့ရတာကျွန်တော်ရဲ့ရမှတ်တွေကိုခိုးယူပြီးတော့သူ့ကိုကြောင်းပေးတက်ခဲ့တာဒီမိဘတွေအပေါ်မှာကျွန်တော်မျှော်လင့်ချက်ကမရှိတော့ပါဘူးရုတ်တရက်အမေစီဖုံးဝင်လာတယ်ရှုချီစီကဖုံးပေါ့သူတို့မျက်နှာချင်းဆိုင်လိုက်ပြီးတော့ကျွန်တော်ကိုအကွက်ကြဖိတ်ခေါ်တော့တယ်။ရှင်နံအမေတို့မှားသွားပါတယ်လာပါဟိုတယ်မှာအတူထမင်းဆိုင်ရအောင်နဲ့အရင်ဘွားကဆိုရင်ဒီစကားကိုယုံပြီးတော့ကျွန်တော်လိုက်သွားမိမှာဒါပေမဲ့ဒီဟိုတယ်ကလူတက်မှုဖြစ်မဲ့နေရာဖြစ်ပြီးတော့သူတို့ကျွန်တော်ကိုအကွက်စင်မှုခေါ်တာဆိုတာကျွန်တော်သိနေပြီကျွန်တော်ညင်လိုက်တဲ့အခါမှာအဖေဖြစ်သူကကျွန်တော်ရှင်ဘက်ကိုအားနဲ့ကန်ထုတ်လိုက်တယ်။ကျေးဇူးမသိတဲ့ကောင်သူ့ကိုချီနှောင်ပြီးကားရဲထိတ်ခဲ့စမ်းသူတို့ကကျွန်တော်ကိုအတင်းအဓမ္မဖမ်းဆီးပြီးကားနာဖုန်းနဲ့ထည့်ဝေကြိုးစားကြတယ်။ကျွန်တော်ကိုကားနာဖုန်းနဲ့အတင်းထုထည့်လိုက်တဲ့အခိုက်အတန့်မှာငရဲလိုအတိတ်ဆိုးတွေကပြန်လေ၆လန့်လာပြန်တယ်။လွန်ခဲ့တဲ့3နှစ်ကလည်းသူတို့ဟာကျွန်တော်ကိုကားနာဖုန်းနဲ့မှာ3ရက်တိုင်တိုင်ပေးလောင်ထားခဲ့ဘူးတယ်။အသက်ရှင်ခြင်းလို့ကားနာဖုန်းကိုရိုက်ခွဲထပ်ပြီးခဲ့တဲ့ကျွန်တော်ကိုကားပြတ်အောင်လုပ်တယ်ဆိုပြီးတော့လမ်းမကြီးပေါ်မှာရင်ပစ်ချထားခဲ့ကြတဲ့အထိသူတို့ရက်ဆက်ခဲ့တာ။ငါကလို့ကားနာဖုန်းနဲ့မဝင်ဘူးလို့ကျွန်တော်အဆောင်ကုန်ရုပ်ကံပေမဲ့အဖေရဲ့အမင်းကြောင့်လူမိုက်တွေကကျွန်တော်လက်နှစ်ဖက်လုံးကိုအစစ်ဖြုတ်ပြီးတော့ကားနာဖုန်းနဲ့ပြထည့်လိုက်တယ်။အမေဖြစ်သူကတော့မြေရီတူတွေနဲ့မမေလည်းဒီလိုမလုပ်ချင်ပါဘူးလို့ပြောရင်းနဲ့ကားနာဖုန်းကိုဝုန်းကနေပိတ်ချလိုက်တော့တယ်။မောင်မင်းကြီးရဲ့အထက်မှာကျွန်တော်ကြောက်စိတ်တွေကိုအန်တူရင်းနဲ့ရှာပြားကိုတိတ်ထက်အောင်ကြိုက်ထားလိုက်တယ်။ရှစ်ကြီးကျွန်တော်ကိုစိတ်ထဲကြအောင်လို့လုံးမဲ့အခွင့်အရေးကိုမပေးနိုင်ဘူး။ခဏအကြာမှာကားနာဖုန်းပွင့်လာပြီးတော့ရှုချီကကျွန်တော်ကိုအထင်သေးစွာကြည့်နေတယ်။သူကကျွန်တော်လက်ကိုဖက်နဲ့နင်းချင်ရင်းနဲ့မင်းကအတုံးမကြရဲ့အမိုက်ပါပဲလို့ပြောပြီးတော့လူတက်မှုကျွလွန်ခဲ့တော့ကသူဝိခဲ့တဲ့အဝတ်အစားတွေကိုကျွန်တော်ကိုအတင်းလေးခိုင်းတယ်ကျွန်တော်ကိုအစာအုပ်ခေါင်းမိုးပေါ်ဆွဲခေါ်သွားပြီးတော့သူလူတက်ခဲ့တဲ့နေရာထိုင်ခိုင်းထားတယ်။ပြီးတော့သူကိုယ်တိုင်နံပါတ်1ကိုဖုံးဆက်ပြီးတော့ငိုတန်ပါကြီးနဲ့ကဲကြပါအောင်ကျွန်တော်အကိုလူတက်လိုက်ပြီလို့လိန်ညာတိုင်းနဲ့တော့တယ်။
ရဲစခန်းရောက်တဲ့အခါမှာအသက်ခံရတဲ့ចောင်းသားရဲ့မိခင်ကကျွန်တော်ကိုထိုးကြည့်ဖို့အတွက်ကြိုးစားတယ်ကျွန်တော်မိဘတွေကလည်းရွှေနံကငငယ်ကလေးကစိတ်ငမှန်တာကျွန်တော်တို့ကိုယ်တိုင်မြင်လိုက်တာပါလို့မိလာရလေးပြင်ကြတယ်အွန်လိုင်းမှာလည်းကျွန်တော်ကိုတည်တံပေးဖို့ဝိုင်းဝန်းဆက်ဆွေးနေကြပြီးအရင်ဘဝကလိုပဲအရာအလုံးကပြင်ဖြစ်နေပြီလားမဟုတ်ဘူးဒါကျွန်တော်ရဲ့နောက်ဆုံးဝက်ဖဲပဲစစ်စေးရဲ့အခန်းထဲမှာကျွန်တော်ရဲအရာရှိချမ်းကိုစိုက်ကြည့်ပြီးတော့ပြောလိုက်တယ်ကျွန်တော်လူသက်တမမဟုတ်ဘူးတက်သေးတွေကမင်းကိုပဲညွှန်ပြနေတာယူနေအခင်းဖြစ်ရနေရမှာမင်းရဲ့လက်ဝဲတွေ့တယ်လို့ရဲကပြောတယ်ကျွန်တော်ပြုံးလိုက်ပြီးတော့လက်အိတ်ကိုချွတ်ပြလိုက်တယ်။အရာရှိကျွန်တော်လက်ဝဲတွေကဒီနေ့ညနေ9:00နာရီခွဲကလေးကပျောက်ဆုံးသွားခဲ့တာပါ။လူတက်မှုကည8:00နာရီခွဲမှဖြစ်တာ။လက်ဝဲမရှိတဲ့လူတစ်ယောက်ကအခင်းဖြစ်တဲ့နေရာမှာဘယ်လိုလုပ်လက်ဝဲထားခဲ့နိုင်မှာလဲ။ကျွန်တော်ရဲ့လောင်ကျွမ်းနေတဲ့လက်နက်ဖက်ကိုမြင်တော့ရဲအရာရှိတွေဆွမ်းအားတော့ကြတယ်။လူသက်မောင်းများစွာရဲ့ရှိမှာအစစ်နဲ့လက်စီးပြခဲ့တဲ့ live video ဟာကျွန်တော်အတွက်အခိုင်အမာဆုံးအလီပိုင်းဖြစ်သွားခဲ့ပါပြီ။စုံစမ်းစစ်ဆေးမှုတွေဒလဟောလုပ်တဲ့အခါမှာအခင်းဖြစ်ရာနေရာကလက်ဝဲဟာပုံစံတူကူးထားတဲ့လက်ဝဲအတူဖြစ်နေတာကိုတွေ့လိုက်ရတယ်။ရဲတွေကရှုချီကိုအပြင်းထန်ဆင်မိတဲ့အခါမှာတော့သူ့ရဲ့စိတ်ဓာတ်တွေပြိုလဲပြီးတော့အကုန်ဝင်ခံလိုက်ရတော့တယ်။ကျွန်တော်မယူရပါဘူး။သူကကျွန်တော်ကိုဆဲလို့တွန်းလိုက်တာအမေကပဲလက်ဝဲအတူလုပ်ပြီးတော့ရှီနန်ကိုအပြစ်ပုံချဖို့တင်ပေးတာပါ။ဒီစကားကြောင့်တမိသားစုလုံးအဖမ်းဆီးခံလိုက်ရတယ်။အွန်လိုင်းကလူတွေလည်းအမှန်တရားကိုတည်သွားပြီးတော့ကျွန်တော်ကိုဂယုဏတက်ကုန်ကြတယ်။ကျိုးလုပ်ငန်းစုရဲ့ share တွေကထိုးကြပြီးတော့ကုမ္ပဏီလည်းပြည့်စည်သွားခဲ့တယ်။ရဲစခန်းကနေထွက်လာတဲ့အချိန်မှာကျွန်တော်အမေကိုနောက်ဆုံးအမှန်တရားတစ်ခုကိုပြောပြခဲ့တယ်။အမေအသက်ပေးပြီးတော့ကောက်ကွယ်နေတဲ့ရှုချီဆိုတာကအဖေနဲ့သူ့နောက်မယားနဲ့ရတဲ့သားအရင်ပြအမေကကိုယ့်သားအရင်ကိုနှိပ်စက်ပြီးတော့သူတစ်ပါးသားကိုအလိုလိုက်နေခဲ့တာ။အမေဖြစ်သူဟာသူ့ယူသွေးတန်းနဲ့အဟစ်ပြီးတော့အဖေနဲ့ရှုချီကိုရဲစခန်းထဲမှာနေထိုးကြိတ်ပါတော့တယ်။ကျွန်တော်ကတော့သူတို့ကိုလှည့်တော်မကြည့်ပဲနဲ့ရဲစခန်းထဲကနေခေါင်းမော့ပြီးတော့ထွက်လာခဲ့တယ်။အခုတော့ရှုချီဟာလူတက်မှုတက်တူဖန်တီးမှုတွေနဲ့ထောင်နှံအနှစ်နဲ့လှလာကြသွားပြီမိဘနှစ်ပါးလည်းအားပေးကူညီမှုတွေနဲ့ထောင်ထဲရောက်သွားကြပြီကျွန်တော်ရဲ့လက်နက်ဖက်ကတော့အမာရွတ်တွေကြံခဲ့ပေမဲ့ကျွန်တော်ဘဝအစ်စ်ကတော့အခုမှစတင်တာပါကံတရားဆိုတာတကယ်ရှိပါတယ်ကျွန်တော်ကတော့အမှောင်တူတွေကနေလွတ်မြောက်ပြီးတော့တောက်ပတဲ့အနာဂတ်စီကိုရှောက်လန်းနိုင်ခဲ့ပါပြီကဲဒီလိုမျိုးဇလန်းလေးတွေကိုကြည့်ချင်နေဆိုလို့ရှိရင် channel လေးကို subscribe လုပ်သွားကြပါဦးနော်